မင်္ဂလာပါရှင် Sunday Love ပိုင်မုံကနေကြိုဆိုပါရရှင်ဒီနေ့ reading လေးကတော့အပတ်စဉ်ပြုလုပ်ပေးနေကြ Sunday Love message လေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ Sunday Love message လေးမှာတော့မုံကပြန်ဆုံအောင်မလားဆိုတဲ့ reading ခေါင်းစဉ်လေးနဲ့ပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ပြန်ဆုံအောင်မလားဆိုတဲ့ဒီ reading ခေါင်းစဉ်လေးရဲ့အောက်မှာဒါကွက်ကွက်သွားတဲ့ငယ်တငယ်ချင်းတွေလည်းပါနိုင်တာပေါ့ငယ်ချစ်တွေလည်းပါနိုင်တာပေါ့ ace တွေလည်းပါနိုင်တာပေါ့နော်မဟုတ်ရင်လည်းတချို့လေးတွေcrash လေးတွေပေါ့နော်ဘာမှမသိဘဲနဲ့crash လို့ဘာလို့ situationship လို့ဒါမျိုးလေးတွေလည်းလေ့လာနိုင်ပါတယ်เนาะအဲ့တော့မိမိရည်ရွယ်တဲ့သူလေးကိုပေါ့နော်ပြန်ဆုံအောင်မလားဆိုတဲ့ဒီခေါင်းစဉ်လေးအောက်မှာရွေးချယ်ပြီးတော့လေ့လာနိုင်ပါတယ်ရှင်အဲ့တော့ဒီထဲမှာမုံကပြန်ဆုံအောင်မလားဆိုတဲ့ခေါင်းစဉ်ဆိုပေမဲ့ဒီထဲမှာလည်းကိုတိထိုက်တဲ့အကြောင်းအရာလေးတွေသိချင်နေမဲ့အကြောင်းအရာလေးတချို့လည်းထည့်ပြီးတော့လေ့လာပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့မြည်သူမဆိုဒါဒီ reading လေးကိုစိတ်ပါဝင်စားရတယ်ဆိုရင်ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်အခုဒီပုံမှန်ဆိုရင်တော့မပြုလုပ်ပေးနေကြပေါ့နော် group လေး3ခုကိုရွေးချယ်ပြီးတော့ကိုယ့်ရဲ့ဒါသက်ဆိုင်ရာ group လေးတွေကိုရွေးချယ်ပြီးတော့လေ့လာနိုင်ပါတယ်အခုဒီနေ့ကတော့ group လေး3ခုကိုမှဒါကတော့ group number 1အတွက်ဖြစ်ပါတယ် group number 1အတွက်ဖြစ်ပါတယ်ဒီကက်ကလေးကတော့ group number 2အတွက်ဖြစ်ပါတယ်ဒါလေးက group number 2အတွက်ဖြစ်ပါတယ်အဲ့တော့ဒါလေးက group number 3အတွက်ဖြစ်ပါတယ်အဲ့တော့မိမိနှစ်သက်ရာ group လေးတွေကိုရွေးချယ်ပြီးတော့လေ့လာနိုင်ပါတယ်မွန်ပြန်ပြပေးပါမယ်1 2 3နော်မိမိနဲ့တက်တဲ့ကက်ကလေးတွေကိုရွေးချယ်နိုင်ပါတယ်နော်အဲ့တော့အခုဒီပေါ့နော် group လေးတွေအတွက်ကိုမွန်ကပြန်ဆုံအောင်မလားဆိုတဲ့ reading ကို group number 1လေးနဲ့ပြန်လာခဲ့ပေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင် Sunday Love ပိုင်မုံကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ reading လေးကတော့ Sunday Love message လေးရဲ့ပြန်ဆုံအောင်မလားဆိုတဲ့ခေါင်းစဉ်အောက်က reading လေးကိုပြုလုပ်ပေးမှာဖြစ်ပါတယ်အခုကတော့ group number 1လေးတွေအတွက်ကိုမုံပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ group number 1လေးတွေအတွက်ကိုပေါ့နော်ပြန်ဆုံအောင်မလားဆိုတဲ့ဒီ reading ခေါင်းစဉ်လေးကိုမွန်နဲ့အတူတူလေ့လာကြည့်ကြပါမယ်ရှင်အဲ့တော့ group number 1ပေါ့နော်အဲ့တော့ group number 1လေးနဲ့သူနဲ့ကြားတဲ့ထဲမှာပေါ့နော်အခုဒါသူ့ရဲ့ခံစားချက်လေးတွေကိုမလို့အရင်ဆုံးလေ့လာပါမယ်အဲ့တော့ group number 1လေးအတွက်ကိုမလို့ကပြန်ဆုံအောင်မလားဆိုတဲ့ခေါင်းစဉ်လေးမှာအဲ့တော့သူ့ဘက်ကကိုယ့်ပေါ်မှာခံစားချက်ရှိမှပြန်ဆုံအောင်မလားလို့ဘာလို့ဆိုတာကိုကမျောရတာအားရှိမှာပေါ့နော်သူ့ဘက်ကကိုယ့်ပေါ်မှာလုံးဝခံစားချက်မရှိတော့ဘူးတခြားတရားရှိနေပြီသူကကိုယ့်စီကိုဘလို့မှပြန်မလာနိုင်တော့ဘူးဒီလိုအချိန်မျိုးတွေဆိုရင်တော့မွန်တို့တွေမျောရတာအားလေးတွေတော့နည်းသွားမှာပေါ့နော်အဲ့ဒါကြောင့်မို့လို့မွန်တို့တွေကအရှင်ဆုံးသူကနေမှကိုယ့်ဘလို့အခုချိန်မှာဘလို့ခံစားချက်မျိုးရှိလဲဆိုတာကိုမွန်တို့လေးလာကြမယ်ပေါ့နော်အဲ့တော့ဒီ group number 1ရွေးထားတဲ့ဒီကောင်လေးရပါတော့ဒီကောင်မလေးကနေမှကိုမေတ္တာရှိသေးလားဆိုတာကိုမလို့အရင်ဆုံးလေ့လာပါမယ်အဲ့အရေးအကြီးဆုံးလေနော်အဲ့တော့ group 1လေးကိုမေတ္တာရှိပါသေးသလားရှင် group 1လေးရဲ့ရည်ရွယ်ထားတဲ့သူက group 1လေးကိုမေတ္တာရှိပါသေးသလားရှင်ဝေးကွာနေတဲ့သူလေးတွေအများကြီးပဲလားယင်အဲ့တော့တဘွားလုံးစာအတွက်ရည်ရွယ်ထားပြီးတော့မှဝေးကွာသွားတဲ့သူမျိုးလေးတွေလို့မုံခံစားရတယ်တချို့လေးတွေ divorce ဖြစ်သွားတယ်တချို့လေးတွေကကြတော့တဘွားလုံးလက်ထပ်ခံနေမှဝေးကွာသွားတယ်လက်ထပ်ဖို့အထိရည်ရွယ်ထားတယ်ဒါပေမဲ့သူနဲ့ကိုယ်နဲ့ကြားတဲ့မှာအကြီးကြီးပေါ့နော်break up ဖြစ်သွားတဲ့ energy မျိုးလေးကိုတွေ့ရတယ်အခုအချိန်မှာသူကိုယ့်အပေါ်မှာဘလို့မျိုးလဲဘလို့လဲမေတ္တာရှိသေးလားလို့မေးမယ်ဆိုရင်တော့သူနှမျောတဖြစ်နေတယ်ဆိုတဲ့ energy လေးကိုတော့တွေ့ရတယ်ပေါ့နော်အဲ့တော့တကယ်လို့ဝေးကွာနေတဲ့သူလေးတွေများသောအားဖြင့်ပြန်ဆုံအောင်မလားဆိုတဲ့ဒီ reading အောက်မှာတော့ဝေးကွာနေတဲ့သူတွေများမှာပေါ့နော်အဲ့တော့ဝေးကွာနေတာဒီတိုင်းတမန်ငါရှန်ငါပေါ့ပေါ့ပါ hello hi bye bye ဆိုပြီးတော့ပုံစံမျိုးနဲ့ဝေးကွာတာမဟုတ်ဘူးနှစ်ယောက်ကချစ်လျက်နဲ့လမ်းခွဲခဲ့ရတာမျိုးချစ်လျက်နဲ့လမ်းခွဲရတာမျိုးပြီးတော့နောက်တစ်ခုသူနဲ့ကိုယ်နဲ့ကြားတဲ့ထဲမှာတကယ်ကိုရေရှည်အထိပေါ့နော်ဒါလက်ထပ်ထားတာပဲဖြစ်ပါဖြစ်ပေါ့နော်အနေထားတစ်ခုအထိကိုနှစ်ယောက်စလုံးကတွားချင်ကြရတယ်ပေါ့နော်သို့ပေမဲ့လည်း
အကြောင်းမလှတဲ့အတွက်ကြောင့်မို့လို့သူနဲ့ကိုနဲ့ကြားတဲ့ထဲမှာပေးဆက်စရာတွေရှိနေတဲ့အတွက်ကြောင့်မို့လို့နှစ်ယောက်ကဆွဆွေးမြင့်မြင့်လေးနဲ့လမ်းခွဲရတဲ့ energy မျိုးကိုဝန်ဒီတဲ့ထဲမှာတွေ့ရတယ်ပေါ့နော်အဲ့တော့သူနဲ့ကိုနဲ့ကြားတဲ့ထဲမှာရိုးရိုးတန်တန် break up အခြေအနေထပ်စားရင်တော်တော်ခံစားပြီးတော့လမ်းခွဲရတဲ့သူမျိုးတွေများလိမ့်မယ်ပေါ့နော်အခုအချိန်မှာသူဟာအဲ့ဒီအပေါ်မှာခံစားချက်ကိုယ့်အပေါ်မှာခံစားချက်ရှိနေသေးလားဆိုရင်တော့ကိုယ်နဲ့ break ဖြစ်ရတဲ့အပေါ်မှာတော့တော်တော်လေးကိုနှမျောတန်းတဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရပါတယ်เนาะအဲ့တော့အခုဒီ reading ကိုလေ့လာနေတဲ့ group 1 လေးတွေထဲမှာသူနဲ့ပတ်သက်ပြီးတော့သူနဲ့ပြန်ဆောင်ချင်လို့ဆုတောင်းနေတဲ့သူတွေလည်းများမှာပေါ့နော်အဲ့တော့ဒါသူ့ဘက်ကနေလည်းဆုတောင်းတာမျိုးဖြစ်နိုင်တယ်ကိုယ့်ဘက်ကနေလည်းဆုတောင်းနေတာမျိုးတွေဖြစ်နိုင်တာပေါ့သို့ပင်မဲ့ဒီနှစ်ယောက်ဘသူကပဲပြန်ဆောင်ဖို့အတွက်ဆုတောင်းနေပါစေကိုရီရဲ့ဆုတောင်းလေးတွေကနည်းနည်းကြာအောင်မယ်ပေါ့နော်အဲ့တော့ဆုတောင်းကတနေ့နေ့တစ်ချိန်ချိန်မှာတော့ပြေးလာနိုင်ဖို့အတွက်တော့အခွင့်အလမ်းတွေတော့မျောလင်းချက်ရောင်ကြီးလေးတွေတော့အနှဲငယ်ရှိနိုင်တယ်ဆိုပေမဲ့ကြာပါအောင်မယ်ဆိုတာလေးကိုတော့မွန်တီထဲမှာတွေ့ရပါတယ်ဒါကြောင့်မို့လို့ပြန်ဆောင်အောင်မလားဆိုပြီးတော့မေးရင်တော့သူနဲ့ကိုယ်နဲ့ကြားထဲမှာပြန်ဆောင်မှုအတွက်အနေနဲ့အချိန်ပေးရပါအောင်မယ်ဆိုတာလေးကိုတော့ဒီမှာပြောပြချင်တယ်ပေါ့နော်ဒါဆိုရင်အခုသူ့ဘက်ကနေကိုယ်နဲ့ပတ်သက်ပြီးတော့ခံစားချက်ကလေးကအခုအချိန်မှာသူ့ဘက်ကကိုယ်ပေါ့နော်အခြေအနေအကြောင်းအရာတစ်ခုခုကြောင့်ပေါ့နော်ဖြတ်တောက်ခဲ့တဲ့ connection မျိုးကနည်းနည်းလေးကြီးမားတယ်ပေါ့နော်နည်းကြီးမားတယ်အခုသူနဲ့ကိုယ်နဲ့ကလုံးဝ break up ဖြစ်သွားတဲ့ energy မျိုးကိုမိုးကဒီထဲမှာတွေ့ရတယ်ပေါ့နော်အဲ့တော့လုံးဝဒါဆက်သွယ်ရေးလက်ပြတ်သွားတဲ့ break up ဖြစ်သွားတယ်အဲ့ဒီအချိန်မှာသူကကိုယ်လေးအများကြီးအနာယူခဲ့တယ်လို့မခံစားရတယ်အနာယူခဲ့တယ်လို့လည်းဒီ group 1 လေးတွေကခံစားခဲ့ရမယ်ထင်တယ်နော်အဲ့တော့ဒီ connection ဒီ energy လေးကလည်းပုံမှန်လင်းလင်းပြောရရင်တော့အခုအချိန်မှာသူကနေမှကိုနဲ့ပတ်သက်တဲ့ခံစားချက်ပေါ့နော်မကောင်းတဲ့ခံစားချက်တွေအခုချိန်မှာသူတတိယနေလားဆိုတော့ yes တတိယနေတယ်ဒါပေမဲ့ကိုယ့်ပေါ်မှာမေတ္တာရှိနေသေးလားဆိုရင်တော့ဒီကရဲ့ energy အရာဆိုရင်တော့မေတ္တာရှိနေသေးတယ်ဒါပေမဲ့လေမွန်ဒီထဲမှာတွေ့ရတာတော့လေသူနဲ့ကိုယ်နဲ့ကြားထဲမှာလေဘယ်လိုခေါ်မလဲပြန်အခုအချိန်မှာပေါ့နော်အရင်တုန်းကမကောင်းတဲ့ခံစားချက်တွေလုံးဝမရှိတော့ဘူးသိကြတာတခုကတော့ကိုယ့်ပေါ်မှာအနိုင်ယူချင်တယ်တို့ကိုစော့ကမ်းမော်ကလှုပ်ချင်တယ်တို့ကိုအတုံးချရဲတို့အမျိုးစုံပေါ့နော်ခေါင်းစဉ်တွေမျိုးစုံတက်ကြမယ်ထင်တယ်ဒါပေမဲ့သူနဲ့ကိုယ်နဲ့ကြားထဲမှာဝီကျွေးတစ်ခုပြီးသွားပြီလို့မမြင်ရတယ်နော်အဲ့တော့ပြီးခဲ့တဲ့ကာလတွေမှာဖြစ်ပျက်ခဲ့တဲ့အရာတွေအကြောင်းအရာတွေအားလုံးကိုဒီဘုံကချလိုက်တဲ့ energy မျိုးလို့ပြောလို့ရတယ်သူကိုယ့်ပေါ်မှာချစ်နေသေးလားလို့မေးရင်တော့တယောက်စင်ရှိနေသေးတယ်သူနဲ့ကိုယ်နဲ့ပြတ်တောက်ခဲ့ရတဲ့အပေါ်မှာတော့သူနှမျောတတဖြစ်နေသေးတယ်အရန်ကြီးကမှတဲတဲလို့ဝမ်းနဲ့ကြေကွဲပက်လက်အဲ့လိုမျိုးကြီးနဲ့ခံစားနေရလားဆိုရင်တော့အဲ့လောက်ကြီးတော့မဟုတ်တော့ဘူးဒါပေမဲ့ပြန်ရရင်တော့လူကျင်သေးတယ်ဒါပေမဲ့လည်းအဲ့ဒီအပေါ်ကြီးမှာမရမကတို့ဘာလို့ energy မျိုးတော့မတွေ့ရဘူးဒါလေးကိုတော့မိုဒီမှာခံစားရတာလေးပြောပြတာပေါ့နော်အဲ့တော့သူနဲ့ကိုယ်နဲ့ကြားထဲမှာသူ့ဘက်မှာလည်းနာကျင်မှုတွေကြေကွဲမှုတွေမရှိတော့ဘူးသူ့ဘဝအောင်သူပြန်ပြီးတော့ရက်တည်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတော့မွန်ဒီထဲမှာတွေ့ရတယ်ဒါပေမဲ့သူနဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့သူ့မှာတန်ရုံးစင်ကြံနေသေးတယ်နော်အရင်လိုမျိုးချစ်သူလိုမျိုးပြန်ပြီးတော့ပတ်သက်ကြမလားဆိုရင်တော့မသိကြသေးဘူးဒီလိုမျိုး energy မျိုးကိုတွေ့ရတယ်ပေါ့နော် okay ဒါဆိုရင်သူ့ရဲ့ hidden truth လေးကိုမွန်လေးလာကြမှာပေါ့နော်ဒါဆိုရင် group 1 လေးရဲ့တစ်ဖက်လူရဲ့group 1 လေးပေါ်မှာထားတဲ့တကယ်ခံစားချက်ပေါ့နော် true feeling လေးကိုမွန်နဲ့တူလေ့လာကြည့်ပါမယ်You speak to me through music တဲ့အဲ့တော့အခုဒီပေါ့နော် group 1 လေးက group 1 လေးနဲ့ group 1 လေးရဲ့တစ်ဖက်လူနဲ့ကြားထဲမှာတချင်းလေးတွေနဲ့အထိပ္ပယ်ဖော်ကျူးတဲ့တချို့အကြောင်းအရာလေးတွေရှိလိမ့်မယ်သူနဲ့ကိုနဲ့အကြိုက်တူတဲ့တချင်းမျိုးလေးတွေသူဆိုတဲ့တချင်းလေးတွေကိုကိုကနားထဲကနေမထွက်တာအဲ့လိုမျိုးလေးပေါ့နော်အခုဒီနောက်ခံတချင်းလေးတွေမှာလည်းသူနဲ့ကိုနဲ့ကြားထဲတဲ့အမှတ်တရတစ်ခုခုတချင်းမျိုးအဲ့လိုမျိုးပါနေလိမ့်မယ်လို့ခံစားမိတယ်ပေါ့နော်အဲ့တော့My life is not as together as it seems တဲ့ဒီ energy အတိုင်းပဲပေါ့နော်ပြောရမယ်ဆိုရင်အခုအချိန်မှာသူနဲ့ကိုနဲ့အတူတူရှိနေတော့သူ့ဘဝတော်လေးပြည့်စုံခဲ့လိမ့်မယ်လို့မခံစားရတယ်နော်အဲ့ဒီပြည့်စုံမှုတွေကတော့မရှိတော့ဘူးခုချိန်မှာအဲ့တော့သူနဲ့ကိုနဲ့ကြားထဲမှာအတူတူရှိခဲ့တော့ကိုကသူ့အများကြီး
perfect ဖြစ်စေခဲ့လိမ့်မယ်လို့မောကမြင်ရတယ်ခံစားရတယ်ပေါ့နော်သူလည်းလို့ပဲခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဒီတက်မိုးတွေကိုတော့သူကောင်းကောင်းသိတယ်အဲ့တော့ဘလို့ပုံစံမျိုးနဲ့ပဲ break up ဖြစ်ခဲ့သည်ဖြစ်ပါစေပေါ့နော်အဲ့တော့ကိုယ့်ရဲ့တက်မိုးတွေကိုသူကောင်းကောင်းသိပါတယ်တဲ့ I knew exactly what I was doing တဲ့တွေ့လားအဲ့တော့ကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူဘာလုပ်ခဲ့မိလဲကိုသူဘာတွေမှာခဲ့လဲသူကောင်းကောင်းသိပါတယ်တဲ့နော်ဒါလေးကိုတော့ပြောပြခြင်းတယ်အဲ့တော့ yes ကွဲကွာသွားတဲ့အချိန်မှာတော့သူအမှားလုပ်ခဲ့မိလိမ့်မယ်နော်ကိုခံစားရအောင်သူအကြီးတွေလုပ်ခဲ့မိလိမ့်မယ်ဒါပေမဲ့ဝေးသွားပြီးတဲ့နောက်ပိုင်းမှာသူကောင်းကောင်းကြီးသိလာတာကိုနဲ့ပတ်သက်ပြီးတော့ကိုဟာသူ့အတွက် perfect ဖြစ်လုံးပါတယ်သူ့ဘဝကအရင်နဲ့ဒါကိုနဲ့တူတူရှိတော့ကနေအခုနဲ့တော်တော်လေးကိုကွဲပြားခြားနားသွားပြီးသူဘာတွေလုပ်ခဲ့မိလဲဆိုတာသူကောင်းကောင်းကြီးနားလဲပါတယ်သူကောင်းကောင်းကြီးသိပါတယ်တဲ့အဲ့ဒီအတွက်လည်းစိတ်ထဲတော့မှကောင်းနေပုံတော့မပေါ်ဘူးเนาะဒါလေးကိုတော့တွေ့ရတယ် okay ဟုတ်ပြီငါတို့တွေဖြစ်ပြီးတဲ့သမျှအရာလေးတွေပေါ့နော်ငါ့ကိုခွင့်လွှတ်စေခြင်းနဲ့ဆိုတော့ပုံစံမျိုးလေးကိုတော့မိုဒီမှာခံစားရတယ်ဒါဆိုရင်ဒီမဲ့ကိုနဲ့ကြားတဲ့မှာconnection လေးကအရှိမဘာတွေဖြစ်လာနိုင်လဲဆိုတာကိုမလုံးလေးလာကြည့်ပါမယ်သူနဲ့ကိုနဲ့ connection ရှိမဘာတွေဖြစ်လာနိုင်လဲ that ဒီမှာလဲ that เนาะဒီမှာလဲ that အဲ့တော့ that energy ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်စမယ်ဆိုရင်တော့တကယ်လို့ပြန်စခြင်းတဲ့သူမျိုးလေးတွေရှိတယ်ဆိုရင်တော့ manifest တွေလုပ်ကြည့်ပေါ့နော်ဒါပေမဲ့မိုးပွင့်ပွင့်လင်းပြောပါမယ်အရင်ကအမှားမျိုးထပ်ဖြစ်လို့မရဘူးအရင်က break up ဖြစ်တော့ကိုလည်းမှားခဲ့တယ်နောက်ဆုံးမှာ finally မှာသူ့ဘက်ကနေဆုံးဖြတ်တဲ့နေရာမှာကိုအသေးကွဲခြင်းကွဲခဲ့လိမ့်မယ်ဒါပေမဲ့တခြားလုံးကိုမှားခဲ့တာမျိုးလည်းဖြစ်နိုင်တယ်နော်အဲ့ဒါကြောင့်မို့လို့သူနဲ့ကိုနဲ့ပြန်ဆုံမယ်ဆိုရင်နာကြည့်မှုလုံးဝမရှိရဘူးသူကောပဲပေါ့နော်သူရောကိုရောနှစ်ယောက်စလုံးဟာ0ကနေပြန်စနိုင်မှလုံးဝအရင်အနာဟောင်းဒဏ်ရာဟောင်းကြက်မှသူနဲ့ကိုနဲ့ပြန်ပြီးတော့ပြန်ဆုံလိမ့်မယ်အဲ့ဒီလိုမျိုးမဖြစ်မချင်းသူနဲ့ပတ်သက်ပြီးတော့အနာသေးသေးလေးကြံနေတာအစနော် healing မဖြစ်သေးတာအစအကုန်လုံးဒီဟာတွေဘာဆိုဘာမှနော်သေးသေးလေးကြံနေတယ်ဆိုရင်တော့ပြန်မစုံသိကြတယ်အဲ့တော့ဒီ connection ကဘာလဲဆိုတော့ကိုလည်းပြန်မေးပါသူနဲ့ပတ်သက်ပြီးတော့တစ်ချိန်မှငါတို့ပြန်ဆုံမယ်ဆိုရင်ငါသူနဲ့ပတ်သက်ပြီးငါအရင်လိုရစ်အောင်ပါလားအရင်ကကိစ္စတွေကိုငါပြန်ပြောပြီးတော့နော်ပြန်ဖော်ထုတ်အောင်ပါလားနေမားခဲ့တာနေကဘလို့ပဲညာဆိုပြီးတော့ပြန်ပြောနေအောင်ပါလားအဲ့ဒီလိုမျိုးဖြစ်နေမယ်ဆိုရင်တော့တေးကြတယ်သူနဲ့ကိုယ်နဲ့ပြန်မဆုံတော့ဘူးဘိုင်းပဲစာရောနာတာပဲအဲ့ဒီ energy ကိုတွေ့ရပါတယ်အဲ့တော့တကယ်လို့မဟုတ်ဘူးနေနဲ့ကနဲ့ပြန်ဆုံရင်တော့နေကငါဘွားအတွက်0ကနေစမယ်လူအသက်ပဲအကုန်လုံးရှိသမျှအကုန်လုံးကပြီးခဲ့တဲ့ဘဝတုန်းကကိစ္စတွေဆိုတဲ့ပုံစံမျိုးနဲ့ကလုံးဝပြေပုံကချပြီးတော့နေကလုံးဝအဲ့ဒီပြီးခဲ့တဲ့အနာဟောင်းတွေကိုလုံးဝပြန်မဆွဘူးအစ်စ်လုံးဝပြန်မစဘူးဆိုရင်တော့သူနဲ့ကိုယ်နဲ့ပြန်ဆုံနိုင်မှုအခြေအနေအကြောင်းအရာလေးတွေရှိနိုင်ပါသေးတယ်အဲ့တော့ကိုယ့်အပေါ်မှာအများကြီးမူတည်တယ်အဲ့ဒီလိုပဲဒါနှစ်ဖက်စလုံးဖြစ်နေမဲ့ energy ပေါ့မိုးဒီမှာခံစားမိတာတော့တေးကြတာတော့သူ့ဘက်မှာက0ကနေပြန်စတော့မယ်ဆိုတဲ့ energy ကိုတွေ့တယ်လို့ဒီမှာလဲနောက်ထပ် confirmation တစ်ခါပေါ့နော်အဲ့တော့ကိုယ့်ဘက်ကိုတေးကြအောင်မေးကြည့်ပါပြန်ဆုံမယ်ဆိုရင်တော့ကိုယ့်ဘက်ကအစင်းသင်းဖြစ်ပြီလားဆိုတဲ့ဟာလေးကိုမေးကြည့်ပါအဲ့တော့ငကိုအမားတွေနော်ပြန်ပြီးတော့မှားမဲ့အရာမျိုးတွေတော့မလုပ်မိပါစေနဲ့လို့ပဲမုံကဒီမှာအကြံပြုပေးချင်ပါတယ်ဒါဆိုရင်သူနဲ့ကိုယ်နဲ့ပြန်ဆုံအောင်မလားဆိုတဲ့အခုတကယ်တောင်းစဉ်လေးရဲ့နောက်ဆုံးအဖြေလေးကိုကြည့်ပေးပါမယ်သူနဲ့ကိုယ်နဲ့ပြန်ဆုံအောင်မလားသူနဲ့ကိုယ်နဲ့ပြန်ဆုံအောင်မလားဘွားတော့ဒီထဲမှာဘာတွေ့ရလဲဆိုတော့သူနဲ့ကိုနဲ့ပြန်ဆုံအောင်မလားဆိုတဲ့အခုဒီ reading လေးမှာလေအဝေးကြီးကနေပဲချစ်နေတယ်ဆိုတဲ့ energy ကိုတော်တော်လေးတွေ့ရတယ်နော်အဲ့တော့ဝေးသွားလဲညနိုးနေသေးပါဝေးသွားလဲချစ်နေသေးပါပြန်ဆုံမှုအတွက်ကိုမသေးချဘူးကိုဘွားကိုဟာနဲ့ကိုပျော်ရွှင်ဆုံးပုံစံမျိုးနဲ့သူမပါလဲကိုပျော်ရွှင်ဆုံးပုံစံမျိုးနဲ့နေသင့်ပါတယ်နေထိုင်သင့်ပါတယ်ကိုဘွားအတွက်ကိုအများကြီးကြိုးစားသင့်ပါတယ်ဆိုတဲ့ပုံစံကိုပဲမွန်ဒီထဲမှာတွေ့ရတယ်သူနဲ့ကိုနဲ့ပြန်ဆုံအောင်မလားဆိုရင်သူနဲ့ကိုနဲ့ချစ်သူအနေနဲ့ပြန်ဖြစ်ဖို့အတွက်အလံဝေးပါတယ်ဆိုတာလေးကိုတော့တွေ့ရတယ်ပေါ့နော်အဲ့
တော့သူနဲ့ကိုယ်နဲ့ကြားတဲ့မှာချစ်သူအနေနဲ့ပြန်တွေ့ဖို့အတွက်အရန်အလံဝေးပါတယ်တခြားသောပေါ့နော်တခြားသော energy တွေနဲ့ပြန်တွေ့နိုင်မတွေ့နိုင်ဆိုတာကမလို့ခုဒီချိန်မှာမမြင်ရသေးဘူးเนาะအဲ့တော့ Monty connection လေးဟာtime limitation ရှိမယ်လို့ယုံကြည်တယ်အခြေအနေတွေကပေါ့နော်အဲ့တော့ time limit ရှိပါလိမ့်မယ်เนาะတေချာကတော့6လဒီ6လအတော်အတွင်းမှာတော့သူနဲ့ကိုယ်နဲ့ပြန်မဆုံသေးဘူးအဲ့ဒီ energy လေးကိုတော့ခံစားရတယ်သူနဲ့ကိုယ်နဲ့ကလေမခံစားရတဲ့ LDRS အခြေအနေတွေရှိလိမ့်မယ်တယောက်ကနိုင်ငံခြားတယောက်က overseas မှာရှိနေမယ်เนาะအဲ့ဒီလိုမျိုး energy မျိုးလေးတွေကိုတွေ့ရတယ်ဒါပေမဲ့နှစ်ယောက်စလုံးကြားတဲ့မှာစိတ်နဲ့တော့ဆက်သွယ်နိုင်တယ်ဒါပေမဲ့တကယ်တမ်းချစ်သူအနေနဲ့ပြန်ဖြစ်မလားဆိုရင်တော့ချစ်သူအနေနဲ့ပြန်ဖြစ်ဖို့အရင်ဝေးกว่าပါတယ်စုံနိုင်မှုခက်ခဲပါတယ်သူနဲ့ကိုယ်နဲ့ကြားတဲ့မှာနှစ်ယောက်ဝေးกว่าစေမဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ်တယောက်နဲ့တယောက် story တွေမတူတဲ့အတွက် one story တွေကိုမပြောပြတော့ပါဘူးဒါပေမဲ့နှစ်ယောက်ကြားတဲ့မှာဝေးกว่าစေတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်ဝေးกว่าအောင်လှုပ်ထားတဲ့သူတွေလည်းရှိပါတယ်သူနဲ့ကိုယ်နဲ့ physically ရောเนาะတခြားအနေအထားတွေနဲ့လည်းအများကြီးပြန်ဆုံနိုင်မှုခဲရင်ပါသေးတယ်6လလောက်ဆောင်ရအောင်လို့ပြောပြပေးချင်ပါတယ်ရှင်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ဒါ group 1လေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ်ကျရင်ပြန်တွေ့မယ်နော်မင်္ဂလာပါရှင် Sharing Love ပိုင်ပုံကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ reading လေးကတော့အပတ်စဉ်ပြုလုပ်ပေးနေကြ Sunday Love Message reading လေးရဲ့ပြန်ဆောင်အောင်မလားဆိုတဲ့ reading ခေါင်းစဉ်အောက်က group 2လေးတွေအတွက်ဖြစ်ပါတယ်ဒီကတ်ကလေးကိုရွေးထားတဲ့ group 2လေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့ okay ဒါဆိုရင် group 2လေးတွေနဲ့တစ်ဖက်လူနဲ့ပြန်ဆောင်အောင်မလားဆိုတဲ့ဒီ reading လေးမှာအဲ့တော့ okay ပြန်ဆောင်တယ်ပေါ့နော်အဲ့တော့ပြန်ဆောင်ဖို့အတွက်မရည်ရွယ်ခင်မှာသူ့ဘက်ကပေါ့နော်တစ်ဖက်လူဘက်ကကိုရွယ်တဲ့သူဘက်ကကိုမြစ်တာရှိသေးလားညှဉ်းနိုးသေးလားဆိုတာအရေးအကြီးဆုံးပဲလေနော်ဘယ်လိုပုံစံနဲ့ပြန်ဆောင်မလဲဆိုတော့တကယ်ချင်းလို့လည်းပြန်ဆောင်နိုင်တာပဲအမှတ်မထင်နဲ့လည်း hi hello နဲ့ပြီးသွားပြီးပြန်ဆောင်နိုင်တာပဲနော်အဲ့တော့ချစ်သူနေနဲ့လည်းပြန်ဆောင်နိုင်တာပဲနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူကကိုယ့်ဘက်မှာမြစ်တာရှိနေမှသာလေကိုရီပြန်ဆောင်တဲ့နေရာမှာအဆင်ပြေမှာပေါ့နော်ဒါဆိုရင်လည်းလေးလာကြည့်ပါမယ်အဲ့တော့ group 2လေးတွေပေါ့နော် group 2လေးတွေအတွက် group 2လေးရဲ့တစ်ဖက်လူရည်ရွယ်ထားတဲ့တစ်ဖက်လူကကိုမြစ်တာရှိနေပါသေးသလား Wheel of Fortune the Emperor the Lovers major energy right here the Magician oh my god major energy တွေထဲမှာတကယ်တမ်းကျတော့သူလက်ကိုယ်နဲ့ကြားတဲ့မှာလေချစ်ကြတယ်နော်တကယ်တမ်းကျတော့ချစ်ကြတယ်နော်ဒါပေမဲ့အဲ့ဒီအချစ်တွေကိုလေအနာယူနေတဲ့အရာလေးတွေပေါ့နော်တယောက်ကိုတယောက်နိုင်ခြင်းနဲ့နော်နိုင်ခြင်းနဲ့အကြောင်းအရာလေးတွေတယောက်ကိုတယောက်ပေါ့နော်အပေါ်ကနေအထက်စီးကနေဖြစ်ချင်တယ်ဆိုတဲ့အနေအထားလေးတွေကြောင့်သူနဲ့ကိုယ်နဲ့ဝေးသွားရတယ်လို့တော့မခံစားရတယ်အဲ့တော့ပြောရရင်တကယ်ကိုသူနဲ့ကိုယ်နဲ့ကြားထဲမှာတကယ်လဲချစ်တယ်တကယ်လဲမြဲမြဲနုံနုံရှိရတာနဲ့ကံကြမ္မာအရလဲသူနဲ့ကိုယ်နဲ့ကလေအခြေအနေကပြီးရတာနဲ့เนาะပူဇာရှင်တို့ဘာတို့အနေနဲ့အခြေအနေပြီးရတာနဲ့နှစ်ယောက်ကဘယ်လိုကောင်းမလဲတယောက်တစ်ပါးကပေါ့နော်နှစ်ယောက်စလုံးကဆရာကြီးတွေသူကလည်းသူလုံးချင်တာလို့ကိုကလည်းကိုလုံးချင်တာလို့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ break up ဖြစ်ကြတယ်လို့တော့မမြင်ရတယ်နော်အဲ့ဒီအခြေအနေလေးလို့တော့မမြင်ရတယ်ပြောရရင်ကလေးတွဲများဖြစ်နေမလားမသိလူငယ်အတွဲပေါ့နော်လူငယ်တွေသူချေကိုချေနဲ့ချစ်ရဲ့သားနဲ့ဝေးရတဲ့သူမျိုးလေးတွေလို့မြင်ရတယ်ခံစားရတယ်เนาะဒီ energy ကိုအဲ့လိုမျိုးခံစားရပါတယ်အဲ့တော့တရားရောက်ကတောင်းပန်စပြီးတော့တောင်းပန်ရင်တော့အခြေအနေမစိုးဘူးလောလောဆယ်မှာတော့တဲကွဲနေလိမ့်မယ်เนาะလောဆယ်မှာတော့တဲကွဲနေလိမ့်မယ်သူကကိုယ်ချစ်သေးလားဆိုရင်တော့ yes ချစ်သေးတယ်ဒါပေမဲ့မာနလည်းကြီးတယ်မာနကခက်ကြီးခက်ချီသူဘက်ကနေစပြီးတော့တောင်းပန်မလားဆိုရင်တော့နည်းနည်းလေးဒီ energy ကိုတိတ်မတွေ့ရအောင်ကိုကပဲတောင်းပန်နေရမလားတော့မပြောတတ်ဘူးကိုကပဲသူ့ကိုချော့နေရတာလို့ကိုကပဲသူ့ကိုပြန်ပြီးတော့ပြန်လာပါဘလို့ပဲညာပြောနေရတာမျိုးလို့တော့ဖြစ်နေမှာဖြစ်နေမဲ့အနေအထားမျိုးပေါ့နော်တကယ်တော့သူကတောင်းပန်လာမယ်ဆိုရင်လည်းခက်ပေါ့ပပလေးပဲဖြစ်လိုက်မှထင်တယ်ဒီ connection ကိုကြည့်ရတာတကယ်တမ်းကျတော့မာနတွေသာအရန်ကြီးနေတာအချစ်လဲချစ်တယ်မာနတွေသာအရန်ကြီးနေတာ
စိတ်တွေကလူကြီးမဆန်သေးဘူးစိတ်တွေကမရင်ကြကြသေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုတော့တွေ့ရတယ်အဲ့တော့တစ်ဖက်လူကကိုချစ်ရင်တော့ချစ်နေလိမ့်မယ်ဒါပေမဲ့လုံးဝထုတ်ဖော်ပြပြီးတော့သူကရင်စလာမဲ့ energy ထဲမှာမတိတ်ပြီးတော့မတွေ့ရဘူးကိုကသူ့များတောင်းပန်နေရမလားအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးသူကလည်းစင်ပေါ်ကနေမဲ့ပုံစံမျိုးကိုငါတွေ့ရတယ်အဲ့တော့ဒီနှစ်ယောက်ကိုကြည့်ရတာကလေတစ်ဖက်အရန်နိုင်တယ်တစ်ဖက်တည်းကပဲနိုင်နေတဲ့ပုံစံမျိုးမဟုတ်ဘူးကိုကနိုင်သွားလိုက်ကိုကအနိုင်ယူလိုက်ပြတ်သွားလိုက်သူကအနိုင်ပြန်ယူလိုက်အဲ့လိုမျိုးနဲ့လေသူကဆရာကြီးဖြစ်သွားလိုက်ကိုကဆရာမကြီးဖြစ်သွားလိုက်ဆရာမကြီးဖြစ်သွားလိုက်ဆရာကြီးဖြစ်သွားလိုက်နဲ့အဲ့လိုမျိုးအနေထားပေါ့နော်အပြန်အလှန်တွေရောနိုင်ယူနေကြတဲ့ energy မျိုးကိုတွေ့ရတယ်ချစ်လားဆိုရင်တော့ချစ်တယ်ဒါပေမဲ့မလေးနပ်ဘူးမရင်ကြကြသေးဘူးလို့အဲ့လိုပြောလို့ရတယ်နော်အဲ့တော့ okay ကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော် group 2လေးနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ hidden truth လေးကိုလေ့လာကြည့်ရအောင် group 2လေးနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ hidden truth လေးကိုလေ့လာကြည့်ရအောင် group 2လေးနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ hidden truth I want to tell you how I feel ငါဘယ်လိုခံစားနေရလဲနင့်ကပြောပြချင်ပါတယ် You were the best thing in my life အဲ့တော့မင်းကငါအတွက်ကိုပေါ့နော်ငါဘဝမှာအကောင်းဆုံးငါ့ကိုအများကြီးဖြည့်ဆည်းပေးခဲ့တဲ့သူပါ I knew exactly what I was doing ငါဘာတွေလုပ်ခဲ့မိလဲငါကောင်းနားလဲပါတယ်သိပါတယ်တဲ့အဲ့တော့နှစ်ယောက်ကလေသိရတာနဲ့နော်သိရတာနဲ့ပြန်တောင်းပန်ရမယ်ဆိုရင်လည်းမတောင်းပန်ဘူးအဲ့လိုပုံစံမျိုးလေးကိုတွေ့ရတာပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရပါတယ်ရှင်ဒါဆိုရင်ဒီနှစ်ယောက်ရဲ့ connection ရှေ့မှာဘာလို့ဖြစ်လာနိုင်လဲ future လေးကိုကြည့်ရအောင်နော်အဲ့တော့နှစ်ယောက်ရဲ့ connection ရှေ့မှာဘာတွေဖြစ်လာနိုင်မှာလဲနှစ်ယောက်ရဲ့ connection ကအရှေ့မှာဘာတွေဖြစ်လာနိုင်မှာလဲ Keys on a ring many options decision and conventional strength allow one night stand အဲ့တော့ဒီနှစ်ယောက်ရဲ့ connection ကလေမိုးပွင့်လင်းပြောရရင်တော့အခုချိန်မှာပေါ့နော်ပြန်ဆုံးချင်နေတယ်လို့သာပြောတာတကယ်တမ်းကျတော့သူနဲ့ရှင်ပြီးတော့သူဟာကိုဘွားအတွက်နံပါတ်1အနေနဲ့တော့ရှိချင်မှရှိလိမ့်မယ်နော် group 2လေးတွေအတွက်ပေါ့နော် group 2လေးတွေမှာလည်းရွေးချယ်စရာအများကြီးပေါ်လာအောင်မှာရှိနေမယ်လို့ထင်တယ်အဲ့တော့သူ့အပြင်ပေါ့နော်နောက်ထပ်ရွေးချယ်စရာရှင်တွေးရွေးစရာလေးတွေရှိနေလိမ့်မယ်အဲ့ဒီလိုပဲနောက်ထပ်လည်းအများကြီးပေါ်လာအောင်မယ်သူ့ဘက်မှာလည်းအဲ့ဒီလိုပဲပေါ့နော်ဒါပေမဲ့နှစ်ယောက်စလုံးကဘယ်လိုခေါ်မလဲနှစ်ယောက်ကလေပေါ့ပါလေးပတ်သက်ရင်အဆင်ပြေတယ်အရင်အလေးနဲ့ကြီးတွားလို့မရသေးတဲ့ connection မျိုးလို့ပြောလို့ရတာပေါ့နော်အဲ့တော့အချင်းချင်းမာနတွေထားနေလို့များပြန်ပြီးတော့ပေါ့နော်ပတ်သက်ဖို့ဖေးရင်းနေတယ်ဆိုရင်တော့အဲ့မာနလေးတွေရှော့မှာပဲနှစ်ယောက်ကပြန်ဆုံမှာပေါ့နော်ဒါဆိုရင်ပြန်ဆုံအောင်မလားဆိုတော့တကယ်အဓိကမိခွန်းလေးကိုမလို့လေ့လာကြည့်ရအောင်ပေါ့နော်အဲ့တော့ group 2လေးနဲ့တစ်ဖက်လူနဲ့ပြန်ဆုံအောင်မလား group 2လေးနဲ့တစ်ဖက်လူနဲ့ပြန်ဆုံအောင်မလား group 2လေးနဲ့တစ်ဖက်လူနဲ့ပြန်ဆုံအောင်မလား group 2လေးနဲ့တစ်ဖက်လူနဲ့ပြန်ဆုံအောင်မလား yes ပြန်ဆုံလိမ့်မယ်အဲ့တော့ group 2လေးနဲ့တစ်ဖက်လူနဲ့ကလေးပြန်ဆုံလိမ့်မယ်နော်ပြန်ပတ်သက်လိမ့်မယ်ပြန်တွဲကြလိမ့်မယ်ပြီးရင်ပြန်ပြတ်ကြလိမ့်မယ်မောကတော့ဒီမှာမြင်တဲ့အတိုင်းပြောတာပေါ့နော်အဲ့တော့ပြန်မပြတ်ချင်ဘူးဆိုရင်တော့နှစ်ယောက်စလုံးကဒီအထဲထဲမှာဖြစ်နေတဲ့မာနကြီးတာတွေဒီမှာမပြောခဲ့တဲ့ဟာတွေတကယ်ဖြစ်နေတယ်ဆိုရင်ကိုယ့်နားလဲကိုမားလားသူမားလားကိုမာနခံနေတာလားသူ့ဘက်ကအောင်မာနကြီးနေတာလားကိုကချေနေရလားသူကချေနေရလားနှစ်ဖက်စလုံးချေနေရလားကိုပြန်ပြီးတော့နှစ်ယောက် adjust ပြန်လုပ်ကြည့်ပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီ connection လေးကဝင်လိုက်ထွက်လိုက် connection မျိုးဖြစ်နေလိမ့်မယ်အဲ့တော့နှစ်ယောက်ကကွာတကယ်တမ်းကျတော့ချစ်ခင်နဲ့နေခြင်းနဲ့ဒါပေမဲ့တကယ်တမ်းတွေးလိုက်ပြီးဆိုရင်ပြဿနာရှာခြင်းပြီးပြဿနာတက်ခြင်းပြီးပြီးတော့ငြိမ်သွားပြန်ပြီးရင်စကားမပြောလဲမနေနိုင်ဘူးအဲ့ဒီလိုမျိုးလူငယ်အတွဲတွေလိုမှခံစားရတယ်ပေါ့နော်အဲ့တော့ဒီနှစ်ယောက်ကပြန်ပြီးတော့စုံမလားဆိုရင်ပြန်စုံနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိတယ်ပြန်စုံဖို့အတွက်လည်းဒီထဲမှာအများကြီးမျှော်လင့်ထားတယ်သို့ပေမဲ့ပြန်စုံပြီးသွားရင်ပြန်မကွဲစေနဲ့ပြန်မကွဲဖို့ကကိုတောင်းဝင်ပြန်စုံဖို့ကကံကြမ္မာပြန်မကွဲဖို့ကကိုတောင်းဝင်အဲ့တော့ပြန်ကွဲပါတယ်ပြန်ကွဲသွားတဲ့ energy ကကိုယ့်ရဲ့အနေအထားအပြောအဆိုသူနဲ့ကိုယ်နဲ့ထားတဲ့ကနားလည်မှုတယောက်ပေါ်တယောက်အဲ့ဒါတွေအများကြီးလိုအပ်တယ်မဟုတ်ရင်တော့ဒီ connection က on off နဲ့ဒီလိုပဲဖြစ်နေလိမ့်မယ်လို့ပြောပြပေးချင်ပါတယ်အဲ့ဒါကြောင့်မလို့ group 2လေးတွေသိကြတယ်ဆိုရင်တော့မြင်းလေးသွားချင်တယ်ဆိုရင်တော့အခုကတည်းကတေးချာဆွေးနွေးတာ discuss လုပ်ပါအဲ့လိုမဟုတ်ဘူးရပေါ့ပါပဲသွားချင်တာကိစ္စမရှိဘူးဆိုရင်တော့ဒီအတိုင်းလေးပဲသွားရတယ်ဘာမှမဖြစ်ဘူးပြန်ဆောင်လိုက်မယ်နော်
group 2လေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့ group 2လေးတွေအစစရအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဒါဆိုရင်နောက်တစ်ပတ်မှပြန်တွေ့မယ်နော်မင်္ဂလာပါရှင်ရှယ်လက်ပိုင်ပုံကနေပြန်လည်ကြိုဆိုပါရရှင်ဒီနေ့ reading လေးကတော့ Sunday Love Message Reading လေးရဲ့ပြန်ဆောင်အောင်မလားဆိုတဲ့ခေါင်းစဉ်လေးအောက်က group 3လေးအတွက်ပြုလုပ်ပေးမယ့် reading ဖြစ်ပါတယ် group 3လေးအတွက်ဖြစ်ပါတယ်အဲ့တော့ group 3လေးတွေပေါ့နော်အဲ့တော့အခုပြန်ဆောင်အောင်မလားဆိုတဲ့ဒီ reading လေးမှာအဲ့တော့ပြန်ဆောင်ရမယ်ဆိုရင်တော့မှ तू ကကိုယ့်ကိုမေတ္တာရှိသေးလားဆိုတော့မလို့အရင်လေးလာမှဖြစ်မှာပေါ့နော်ကိုယ့်ပေါ်မှာမေတ္တာမရှိတော့ဘဲနဲ့တငယ်ချင်းလား friend ဆုံထဲမှာသွားချင်တာလား situationship လားတမို့အရန်ချစ်နေရလားဒါလေးတွေမလို့မသိပဲနဲ့သူ့ကိုအတင်းမျှော်နေရတာလည်းတိတ်ပြီးတော့မဟုတ်သေးဘူးလေနော်အဲ့တော့သူကကိုယ့်ကိုချစ်သေးရဲ့လားချစ်ကောချစ်နေသေးရဲ့လားဆိုတာကိုအရင်ဆုံးလေးလာမှာပေါ့နော်အဲ့တော့ group 3လေးတွေရဲ့တစ်ဖက်လူက group 3လေးကိုအခုချိန်ထိချစ်နေပါသေးလားအခုချိန်မှာချစ်နေပါသေးလားကဲ blocking energy တွေတွေ့ရတယ်ဘယ်သူကများ block ထားလဲကဲဘယ်သူကများ block ထားလဲ wow 3 of swords oh my god ကဲနှစ်ယောက်ကတော့တယောက်ပညာပေးထားတယ်ထင်တယ်နော်3 of wands king of swords Queen of Cups ကဲဘသူကို block ထားလဲဆိုတာသိချင်မိတယ်နော်အဲ့တော့ဒီ connection ထဲမှာ group 3လေးနဲ့ group 3လေးရဲ့တစ်ဖက်လူပေါ့နော်တစ်ဖက်လူကလေထပ်ပြီးအသိမကွဲချင်တော့ဘူးနော်ထပ်ပြီးအသိမကွဲချင်တော့ group 3လေးသူ့ကိုများအသိတွေများခွဲခဲ့သလားဒါမှမဟုတ်သူကများ group 3လေးကိုအသိခွဲခဲ့သလားနှစ်ယောက်ထဲမှာတော့တယောက်ကတော့အသိခွဲခဲ့တယ်သူလည်းအသိခွဲနေတယ်သူလေကိုနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပေါ့နော်နာကြီးရတာအသေးကွဲရတာဒါတွေလုံးဝမလိုချင်တော့တဲ့ပုံစံကိုတွေ့ရတယ်ပြောရရင် group 3လေးနဲ့သူနဲ့မှာပေါ့နော်သူကြောက်သွားတဲ့အနေထားလေးကိုတွေ့ရပေါ့နော်ကြောက်တယ်ဆိုတာမျိုးပေါ့နော်မိမတွေကိုကြောက်လို့ပါတို့အဲ့လိုမျိုး energy ယောက်ျားတွေကိုမယုံတော့ဘူးတို့အဲ့ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ energy လေးကတော့နည်းနည်းလေး strong ဖြစ်တာကဒါချစ်လို့ဖြစ်ခဲ့တဲ့ case တွေမျိုးပေါ့နော်အဲ့တော့တယောက်ချစ်ခဲ့ကြပါလိမ့်မယ်ဒါပေမဲ့အခုအချိန်မှာတော့ချစ်ရမှာကြောက်နေတဲ့သူလေးတွေလို့ပြောလို့ရပါတယ်သူ့ဘက်ကနေမှအခုအချိန်မှာပြန်ချစ်ရမှာဆက်ချစ်ရမှာအရင်ကြောက်နေပါတယ်အဲ့တော့အသေးခွဲတန်ရာကအခုအချိန်ဒီပြင်းထန်ကြမ်းနေပါသေးတယ်သူအခုအချိန်မှာတော့ချစ်တဲ့အကြောင်းကြီးတွားမေးလို့မရသေးပါဘူးလို့ပဲပြောလို့ရတာပေါ့နော်Okay အဲ့တော့သူကသူ့ဘဝကိုသူအများကြီးပြန်ပြီးတော့ပြိုးထောင်နေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုမွန်တီထဲမှာခံစားရတယ်အဲ့တော့ဘဝကိုပြန်ပြီးတော့ပေါ့နော်အသေးကွဲရတဲ့ဟာလေးမလို့ချင်တော့ဘူးကိုဘဝကိုအစားအနေပြန်ပြီးတော့အစားအနေပြန်ပြီးတော့ကိုဘာတွေသင်ယူရမလဲသင်ခန်းစာတွေလည်းအများကြီးရခဲ့ပြီးပြီငါအခုရှေ့ဆက်ပြီးတော့ငါရဲ့ future မှာငါရဲ့အနာဂတ်မှာငါဘယ်လိုပညာရက်တွေကိုလေ့လာမလဲငါရဲ့ career ကိုဘယ်လိုသွားမလဲငါရဲ့ဘဝကိုပို့ပြီးတော့ကောင်းအောင်ငါဘယ်လိုလုပ်မလဲဒါမျိုးလေးတွေကိုတော့ဒီမှာခံစားရတယ်ဒါသူ့ဘက်ရဲ့အခြေအနေပေါ့နော်အဲ့တော့ချစ်ရမှာတော့ကြောက်သွားပြီနောက်တစ်ယောက်ရှိလားဆိုတော့နောက်တစ်ယောက်လည်းမထားရဲသေးဘူးဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်တော်တော်လေးသင်ခန်းစာရသွားတဲ့အနေအထားထဲမှာတွေ့ရတယ်နော်ဘာတွေများပညာပေးလိုက်လဲမသိဘူးရှင် Okay ဟုတ်ပြီဒါဆိုရင်တော့ group 3သူရဲ့ hidden truth နော် we need to let each other go တဲ့ငါတို့တွေဒီမှာ block energy တွေတအားတွေ့ရတယ်ဒီမှာ transformation energy တွေလည်းတွေ့ရတဲ့အတွက်ကြောင့်မလို့ငါတို့လက်ကိုလောက်ကြရအောင်ပါတဲ့ I replay our conversations over and over အဲ့တော့ပြောရရင်နေရာကြားထဲမှာလေစကားတွေများနင်းနာကြမ်းတက်တွေများပြောခဲ့ကြလာရင်ပြတ်တဲ့အချိန်မှာတော့ကလေတယောက်ကြားထဲမှာလေပြောစရာတွေအများကြီး memories ရှိနေပါရဲ့နဲ့နောက်ဆုံးကြံခဲ့တာစိတ်ပင်ပန်းရတဲ့ memories တွေပေါ့နော်နာကြည့်ရတဲ့ memories တွေပဲကြံနေခဲ့တယ်လို့မခံစားရတယ် I know that I crossed the line with you တဲ့အဲ့တော့ငါတို့တွေနှစ်ယောက်စလုံးပေါ့နော်အခြေအနေတွေကပြောရရင်ငါတို့ပြောရင်စီးတွေကြော်ကြီးစကားတွေပြောခဲ့တာမျိုးအဲ့လိုခံစားရတယ်เนาะအဲ့တော့သူကလည်းကိုယ်နေမဲကစားပြောရင်ပြောခဲ့လိမ့်မယ်ကိုကလည်းသူ့ကိုလေဖြစ်တဲ့ case တက်ဆိုင်ရင်စကလုံးကအရန်ကြီးတယ်လို့ခံစားရတယ်ဖြစ်တဲ့ case ကအဲ့လိုမဟုတ်ဘူးเนาะဒါမဲ့စကလုံးကြီးတွေကလေတကယ်ကြောက်စရာကြီးတွေเนาะအဲ့လိုမျိုးစကလုံးမျိုးကြီးတွေနဲ့များတွားပြီးတော့များပြောခဲ့မိသလားအဲ့လိုမျိုးเนาะသူ့စိတ်ထဲမှာဒါတွေပဲနာကျင်ကြံခဲ့ပုံရတယ်
တော့သူနဲ့ကိုယ်နဲ့ future လေးကိုကိုလိုလေးလာကြည့်အောင်နော်သူနဲ့ကိုယ်နဲ့ future လေးလေးလာကြည့်အောင် sunglasses တဲ့အဲ့တော့တယောက်ကိုတယောက်တော့ stock တွေတော့လုံနေကြတာပဲသူလည်းကိုယ်နဲ့ပတ်သက်ပြီးတော့ဘာလုံနေလဲဘလို့ပဲညာအဲ့လိုမျိုးပေါ့နော်နည်းနည်းလေးတော့ stock တွေတော့လုံနေကြတယ်ဟိုလုံးဝပြီးပြတ်သွားလားဆိုတော့မဟုတ်ဘူးသူချင်းနေကောင်းလားအဆင်ပြေလားသူနဲ့လေနောက်သူပြောချင်တာလေးပြောထားပြီးတော့ခုဘာလေးလုံးနေလဲဒီလိုမျိုးပေါ့နော်အဲ့တော့အများကြီးပဲပေါ့လေနော်ဒီ connection ထဲမှာတော့ဒါ breakup ဖြစ်ကြတဲ့အကြောင်းအရာလေးတွေကတော့မွန်တီထဲမှာတွေ့ရတာတော့နည်းနည်းလေးတယောက်ကိုတယောက်ဟိုခက်ရင်းရင်တီးတီးနင်းနေနာနာဟိုကြည်ကွဲစရာကောင်းအောင်ဝမ်းနေရအောင်စိတ်နာရအောင်စကလုံးတွေတုံးနေကြလိမ့်မယ်လို့ခံစားရတယ်အဲ့တော့ဟိုဘက်ကနေမှပြန်ဆောင်အောင်မလားဆိုတော့ခေါင်းစဉ်လေးနဲ့ဟိုထပ်ပြီးတော့ကြည့်ပေးပေးမယ်ပေါ့နော်ဟိုဘက်ကတော့လည်းတော့ကြောက်နေတဲ့ energy မျိုးတော့တွေ့ရတယ်ပေါ့နော်ဝါပြန်ဆောင်အောင်မလားကြည့်ကြတာတော့ဟုတ်တယ်ကြောက်နေတယ်ပြန်ဆောင်အောင်မလားတဲ့ကိုသွားတောင်းမှရင်လေသူကလေပြန်ဆောင်ဖို့စဉ်းစားအောင်ပါပဲเนาะအဲ့တော့တန်ရောစင်ရှိလားဆိုရင်တော့ရှိပါတယ်ဒါပေမဲ့စဉ်းစားအောင်ပါပဲဟိုသူရောကိုရောနှစ်ယောက်စလုံးလေ trauma တွေဖြစ်သွားပြီကိုယ့်ဘက်မှာပဲဖြစ်ဖြစ်သူ့ဘက်မှာပဲဖြစ်ဖြစ်ပေါ့နော်ပြန်ဆောင်မှုတော့မှဝင်လေးနေပါတယ်ကြောက်နေပါတယ်ပြန်လာတောင်းမှရင်တော့မှစဉ်းစားအောင်ပါဟေ့ပြန်ပြီးတော့ပတ်သက်ဖို့အတွက်ကနည်းနည်းလေးစဉ်းစားရအောင်မယ်ဆိုတဲ့အနေအထားလေးတွေမှာရှိတယ်အဲ့တော့ဒီ energy ကအမြဲတမ်းတော့တည်မြဲနေပဲပုံတော့မပေါက်ဘူးပြောင်းလဲအောင်မှလို့ခံစားရတယ်ခုအချိန်မှာတန်ရာပူပူနွေးနွေးပဲဖြစ်ဖြစ်မကြက်သေးတာပဲဖြစ်ဖြစ်လို့မကြက်သေးရပဲဖြစ်ဖြစ် trauma ပဲဖြစ်ဖြစ်ဝင်သွားလို့ဒီအချိန်မှာငြိမ်သွားတာမျိုးလိုပဲခံစားရတယ်အဲ့တော့သူနဲ့ကိုယ်နဲ့ပြန်ဆုံအောင်လားမရင်ဒီ9လတာကာလမှာတော့ပြန်မဆုံနိုင်သေးဘူးတေးကြတာတခုကတော့ဘာဖြစ်လို့လဲဆိုတော့သူအရန်ဆိုးရိမ်တာပေါ့နော်အဲ့တော့9လ9လပေါ့နော်အခုကစပြီးတော့နောက်9လဆို9လပိုင်းအထိပေါ့9လပိုင်းအထိကတော့စဉ်းစားနေအောင်ပါပဲသူနဲ့ကိုယ်နဲ့ပြန်ဆုံရမလားမဆုံရမလားဆိုတာကဒီအချိန်မှာအဖြေမထွက်သေးဘူးဒီဒါမဲ့ဒီကြားထဲမှာကိုသူ့သွားပြောစကားပြောတယ်ပြုတယ်ဆိုရင်တော့သူကနူးလို့ပဲလာမှာပဲဟင်းအင်းလို့ပဲလာမှာပဲပြန်ပြီးတော့ဖြေချင်မှလည်းဖြေပါနော်အဲ့ဒါလေးကိုတော့တွေ့ရပါတယ်ရှင်ဒါကတော့ group 3လေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့ဒီ reading လေးက short term လို့ပြောလို့ရပါတယ်လပိုင်းလောက်ပဲပေါ့နော်အခြေအနေတွေပေါ်မူတည်ပြီးတော့လပိုင်းလောက်ပဲကြာမယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်ရှင်အဲ့ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီ group 3လေးတွေလည်းအဆရအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ဒါဆိုရင်နောက်တစ်ပတ်မှာနောက်တစ်ကောင်းစဉ်လေးတစ်ခုနဲ့ပြန်ပြီးတော့တွေ့ကြပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်